အဲ့တော့နိဗ္ဗာန်ဆိုတာဘယ်မှာရှိတော့တခြားလိုက်ရှာမနေနဲ့ကိုယ်တဏ္ဍမှာပဲရှိတယ်ကိုယ်တဏ္ဍမှာပဲရှိတယ်လို့ဒီလိုပြောတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လူတွေကငြင်းညင်ကြသေးတယ်တရားဆိုတာငြင်းဖို့မဟုတ်ဘူးသိဖို့ထားတာနော်ဘယ်လိုငြင်းကြတော့လို့ဆိုလို့ရှိရင်ဘုန်းကြီးတို့သီရိလင်္ကာသွားတော့ကအဲ့ဒီရိပ်သာတစ်ခုမှတရားပြတဲ့အခါမှာဒီနိဗ္ဗာန်ဆိုတာဘယ်မှာရှိသလဲလို့ရောဟိတတသုတ်ရမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဣမတ္တမိန်ပြမမတ္တိကတိဝရိလောကင်စေဝပညာပေမိလောကသမုရိယံသလောကနိရောဓင်္စလောကနိရောဓခမိနေသပฏิပဒံဒါသစ္စာလေးပါးပဲလေလောကနဲ့ဒုက္ခအတူတူပဲလောကသမုရိယနဲ့ဒုက္ခသမုရိယအတူတူပဲလောကနိရောဓနဲ့ဒုက္ခနိရောဓအတူတူပဲလောကနိရောဓခမိနိပฏิပဒနဲ့ဒုက္ခနိရောဓခမိနိပฏิပဒအတူတူပဲဒုက္ခဆိုတဲ့နာမည်အစားလောကဆိုတဲ့နာမည်နဲ့ဟောလိုက်တယ်သစ္စာလေးပါဆိုလိုတာကမြတ်စွာဘုရားကဒီတလန်လောက်ရှိတဲ့ကိုယ်ကာယထဲမှာတဲ့လောကဆိုတာလည်းရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းရှိတယ်လောကချုပ်ရာဆိုတာလည်းရှိတယ်လောကချုပ်ကြောင်းတရားကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်ဒီခန္ဓာကိုယ်ထဲမှာအကုန်ရှိတယ်လို့ခေါ်တာအဲ့ဒီသုတ်တန်အရနိဗ္ဗာန်ဟာဘယ်မှာရှိတာလဲလို့ဒီသုတ်တန်အရပြောမယ်ဆိုရင်မြတ်စွာဘုရားနိဗ္ဗာန်ဆိုတာကိုယ်ခန္ဓာမှာပဲကိုယ်ထဲကိုယ်မှာပဲရှိတယ်လို့ဒီလိုပြောသို့တော့ခန္ဓာထဲမှာတော့စိတ်မပါဘူးနော်လူတွေမှာရှိတဲ့ခန္ဓာဆိုတာရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးထဲမှာတော့နိဗ္ဗာန်မရှိဘူးသို့တော့ကိုယ်နဲ့ပတ်သက်နေကိုယ်မှာရှိတယ်လို့ပြောတာကိုယ်နဲ့ပတ်သက်နေကိုယ်မှာရှိတယ်လို့ပြောတာကိုယ်ကာယထဲမှာရှိတယ်လို့ပြောတာအဲ့တော့နိဗ္ဗာန်ဆိုတာဘယ်မှာရှိတော့တခြားလိုက်ရှာမနေနဲ့ကိုယ်တဏ္ဍမှာပဲရှိတယ်ကိုယ်တဏ္ဍမှာပဲရှိတယ်လို့ဒီလိုပြောတာနော်အဲ့တော့အဘိဓမ္မာမှာတော့မြတ်စွာဘုရားကအစ္ဆဒဓမ္မဗဟိဒဓမ္မလို့အစ္ဆဒဗဟိဒဓမ္မအစ္ဆဒတရားဗဟိဒတရားအစ္ဆဒဗဟိဒတရားလို့သုံးမျိုးခွဲတဲ့အခါမှာနိဗ္ဗာန်ကိုဗဟိဒတရားလို့ဟောတယ်အဲ့တော့အခုဒီမှာနိဗ္ဗာန်ဟာကိုယ်တဏ္ဍမှာရှိတယ်လို့ပြောလို့ရှိရင်အဲ့ဒီအဘိဓမ္မာကဗဟိဒဓမ္မနိဗ္ဗာန်ဟာဗဟိဒဆိုပြီးတော့လူတွေကညင်းညာအဲ့မှာအမျိုးသမီးတယောက်ကညင်းချက်ထုတ်တယ်ဘုန်းကြီးကအဲ့ဒီမှာရောဟိတသသုတ်ရနိဗ္ဗာန်ကိုယ်တဏ္ဍမှာရှိတယ်ဆိုတော့ဆရာတော်တဲ့အဘိဓမ္မာမှာဗဟိဒဓမ္မလို့ဟောတယ်ဆိုတော့ကိုယ်တဏ္ဍမှာမရှိနိုင်ဘူးပေါ့သူအဲ့လိုညင်းချက်ထုတ်တယ်နိဗ္ဗာန်ကိုအစ္ဆဒဓမ္မဗဟိဒဓမ္မလို့အဘိဓမ္မာမှာဟောတာမှန်တယ်အဲ့ဒီမှာဗဟိဒလို့ဟောတာဟာရှိရွယ်ချက်နဲ့ဟောတာဘာရည်ရွယ်တာတော့ဆိုအစ္ဆဒကခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးတဲ့မပါလို့ဗဟိဒဓမ္မလို့ဟောတာလို့မြတ်စွာဘုရားသူရည်ချက်နဲ့သူဟောတာလို့ခန္ဓာ၅ပါးကိုအစ္ဆဒနိဗ္ဗာန်ကြတော့ခန္ဓာ၅ပါးတဲ့မပါလို့ဗဟိဒဓမ္မလို့ဟောတာအခုဒီမှာဟောတာကနိဗ္ဗာန်ဟာကိုယ်ဘဝကိုယ်တဏ္ဍနဲ့ဆက်ဆက်ပြီးတော့ရနိုင်တာဖြစ်တော့ကြောင်းကိုယ်တဏ္ဍမှာရှိတယ်လို့ဟောတာလို့ဟောနဲ့တခြားစီညင်းစရာအကြောင်းမရှိဘူးနော်ခန္ဓာ၅ပါးရဲ့မပါဘူးဆိုတဲ့အကြောင်းနဲ့ပြောမယ်ဆိုရင်ဗဟိတဟုတ်တယ်ရာဂဒေါသမောဟစသည်ကိရိတာတွေငြိမ်းသွားတာဘယ်မှာငြိမ်းတာတော့ကြတော့ကိုယ်ခန္ဓာမှာပဲငြိမ်းတာလေ
ကိုယ်တဏ္ဍမှာပဲငြိမ့်တာလေတခြားသွားငြိမ့်တာမှမဟုတ်တာအဲ့ဒါကိုပြောပြီးတော့ဘုန်းကြီးရှင်းပြတယ်အဲ့တော့မြတ်စွာဘုရားအနေနဲ့ပြောကြရအောင်လို့မြတ်စွာဘုရားဟာ6 နှစ်ပတ်လုံးဒုက္ခရစရိယကျင့်ပြီးအဲ့ဒီအကျင့်မှားတွေကိုဖယ်လိုက်ပြီးဝိပဿနာအကျင့်လမ်းကြောင်းပေါ်မဂ္ဂင်8 ပါးအကျင့်ကိုကျင့်တယ်လို့အဲ့ဒီလိုကျင့်လိုက်တဲ့အခါမှာကဆုံလာပြီနေ့မှာမြတ်စွာဘုရားရဲ့ယဉ်နဲ့နှလုံးထဲမှာရှိတဲ့ကိလေသာတွေအလုံးငြိမ်းသွားတယ်အဲ့ဒီကိလေသာတွေကဘယ်မှငြိမ်းတာလဲရောင်ဘယ်မှငြိမ်းတာလားသို့မဟုတ်အပြစ်မှသွားငြိမ်းတာလားနော်တခြားစကြဝဠာတွေမှာသွားငြိမ်းတာလားဆိုတော့မြတ်စွာဘုရားတဏ္ဍမှာပဲငြိမ်းတာလေဖြစ်တုံးကလည်းဘယ်မှာဖြစ်တာလဲဘုရားတဏ္ဍမှာဖြစ်တာလေလောဘဆိုတာဘယ်မှာဖြစ်တော့ကိုယ်တဏ္ဍမှာဖြစ်တာဒါဖြင့်ငြိမ်းတော့ရောဘယ်မှာငြိမ်းမှာတော့ဆိုကိုယ်တဏ္ဍမှာပဲငြိမ်းမှာပဲလေအဖြစ်ရှိရင်အငြိမ်းရှိလာမှာပူလောင်မှုရှိရင်ငြိမ်းတတ်ရှိတယ်အဲ့တော့ကိလေသာငြိမ်းတာဟာအပြင်ဘက်မှာငြိမ်းတာမဟုတ်ဘူးကိုယ်တဏ္ဍမှာဖြစ်တဲ့ကိလေသာသည်ကိုယ်တဏ္ဍမှာပဲငြိမ်းသွားတာအဲ့တော့အဲ့ဒီငြိမ်းတတ်ဟာကိုယ်တဏ္ဍမှာရှိလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုကိလေသာပရိနိဗ္ဗာန်ကိလေသာငြိမ်းတဲ့အငြိမ်းနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ခေါ်တယ်လို့အဲ့ဒီကိလေသာဟာဘုရားရဲ့တဏ္ဍမှာငြိမ်းတာအပြင်မှာငြိမ်းတာမဟုတ်ဘူးဘောဓိပင်ဘောဓိရွက်ဒီမှာသွားငြိမ်းတာမဟုတ်ဘူးဘောဓိပင်ကြီးမှာသွားငြိမ်းတာမဟုတ်ဘူးမြေကြီးအောင်သွားငြိမ်းတာမဟုတ်ဘူးကိုယ်တဏ္ဍမှာဖြစ်တာကိုယ်မှာပဲငြိမ်းတယ်အဲ့တော့ကိလေသာဆိုဖြစ်တဲ့နေရာမှာပဲငြိမ်းတယ်ဖျောင်းတဲ့မီးလေးထွန်းတာတယ်ဖျောင်းတဲ့မီးလေးငြိမ်းသွားတယ်ဘယ်မှာငြိမ်းပါဒီထွန်းတဲ့နေရာပဲငြိမ်းပါပဲလေဖျောင်းတဲ့ဘိစပေါ်မှာပဲငြိမ်းပါပဲအဲ့ဒီကိလေသာငြိမ်းသွားတာဒီပင်လေသာဥပါရိသေတနိဗ္ဗာန်လို့ခေါ်တယ်တခါတတော်80ပြည့်လို့ပြိနိဗ္ဗာန်ဆန်တဲ့အခါမှာခန္ဓာရဏတ္တတွေအကုန်လုံးခန္ဓာ၅ ပါးလုံးဝချုပ်ငြိမ်းသွားတယ်အဲ့ဒီခန္ဓာ၅ ပါးဟာပဲ့မှငြိမ်းတာတော့ကုသနာယုံကအင်းချင်းပင်ထဲမှာငြိမ်းတာလားသို့မဟုတ်မြတ်စွာဘုရားတဏ္ဍမှာငြိမ်းတာလားဖြစ်တဲ့ခန္ဓာကမြတ်စွာဘုရားတဏ္ဍမှာဖြစ်တဲ့ခန္ဓာဖြစ်သည့်အတွက်ကြောင့်ခန္ဓာငြိမ်းတာလည်းမြတ်စွာဘုရားတဏ္ဍမှာပဲငြိမ်းတယ်အဲ့ဒီရှုတော့ကပြောမယ်ဆိုရင်နိဗ္ဗာန်ဆိုတာတခြားရှာစရာမလိုဘူးကိုယ်နဲ့ပတ်သက်ပြီးကိုယ်နဲ့ဆက်ဆက်နေတယ်တန္တိကေနဝိသနန္တိမခာဓမ္မတကောဝိတာဓမ္မရေးရနဲ့ပတ်သက်ပြီးမကျွမ်းဝင်မကျွမ်းကျင်ကြတယ်ပညာမဲ့တလပိန်တုံးတွေဟာနိဗ္ဗာန်ဆိုတာကိုယ်နဲ့အနီးလေးရှိရတဲ့နဲ့မသိကြဘူးလို့မြတ်စွာဘုရားဟောတာနိဗ္ဗာန်ဆိုတာအဝေးကြီးမှရှိတာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ယုတ်တိနံတွေကိုရှုမှတ်ပြီးတော့ရာဂဒေါသမောဟကိုငြိမ်းအောင်လုပ်တာအပြင်မှာသွားရှုတာမဟုတ်ကိုယ်ခန္ဓာမှာရှိတဲ့အစ္ဆဒမှာရှိတဲ့ယုတ်တိနံတွေကိုရှုတာအဲ့ဒီရှုလိုက်တဲ့မှာအစ္ဆဒမှာရှိတဲ့ရာဂဒေါသမောဟငြိမ်းတာသူများတဏ္ဍာကသွားဟာငြိမ်းတာသွားငြိမ်းတာမဟုတ်ဘူးအဲ့တော့ငြိမ်းတယ်ဆိုတာဟာဘယ်မှာငြိမ်းတာတော့ကိုယ်တဏ္ဍာမှာပဲငြိမ်းတာအဲ့တော့အစ္ဆဒလားဗေဒလားဆိုအစ္ဆဒပဲလေဒါဖြင့်ပြီးတော့မှဘာဖြစ်လို့ဗဟိတလို့ဟောတာတော့ဆိုခန္ဓာ၅ ပါးထဲမှာပါလို့ဗဟိတလို့ဟောတာသူ့ကြောင့်နဲ့သူအဲ့ဒါကိုအငြင်းပွားခြင်းနဲ့လူတွေကရှိသေးတယ်နော်သေးသေးချာချာလေးလေးနက်နက်စဉ်းစားကြည့်ဘာမှငြင်းပွားကြမရှိဘူးငြင်းပွားကြမရှိဘူးနိဗ္ဗာန်ဟာအစ္ဆဒဗဟိတလို့ဟောတာလေမြတ်စွာဘုရားကအကြောင်းတစ်ခုနဲ့ဟောတာဟောတယ်ဆိုတာတစ်ခုရွယ်ချက်ရှိဖျားရွယ်ချက်ကိုသိဖို့လို့အခုဒီမှာကျတော့နိဗ္ဗာန်ကိုအစ္ဆဒတန္တိလို့ဟောထားပြန်တယ်လေအဲ့တော့နိဗ္ဗာန်အဗဟိတတရားဆိုရင်ဗဟိတတန္တိလို့ဟောမှာပေါ့ဗဟိတတန္တိလို့လည်းဟောလို့ရတာပဲအကယ်၍နိဗ္ဗာန်ဒီဗဟိတဆိုလို့ရှိရင်ဗဟိတတန္တိလို့ပြောမှာပေါ့တော့ဗဟိတတန္တိလို့ပြောဘူးမြတ်စွာဘုရားအစ္ဆဒတန္တိလို့ဟောတာ
အဲ့တော့ဒါတွေကိုထောက်ထားလို့ရှိရင်အစ္ဆဒဗဟိတဆိုတာညင်းစရာအကြောင်းမဟုတ်ဘူးခန္ဓာ၅ပါးရဲ့ခန္ဓာ၅ပါးကိုပဲအစ္ဆဒဒီရုပ်တွေခွဲတဲ့အခါမှာကြတော့အစ္ဆဒဗဟိတခွဲတဲ့အခါမှာကိုယ်တဏ္ဍမှာဖြစ်တိုင်းလဲအစ္ဆဒလို့မခေါ်ပဲနဲ့မျက်စိနာနာလျာကာယဆိုတဲ့ထီယုတ်တွေကိုတော့အစ္ဆဒယုတ်ဆိုပြီးတော့ကျန်တာကိုဗဟိတယုတ်လို့ခေါ်တာရှိသေးတယ်လေအဲ့ဒီအသုံးပဲကြည့်ရှိဝချက်တစ်ခုနဲ့အစ္ဆဒဗဟိတဆိုတာခေါ်ပြောတာညင်းစရာအကြောင်းမဟုတ်ဘူးဘာကြောင့်ဆိုတဲ့ရှုတော့မယ်ကွာတယ်နော်ရှုတော့မယ်ကွာတယ်အခုကလည်းပြောလိုက်ပဲဆိုရင်မြတ်စွာဘုရားအစ္ဆဒတန္တိနိဗ္ဗာန်ကိုအစ္ဆဒတန္တိလို့ခေါ်တယ်အဲ့ဒါကိုသွားပြီးတော့အဘိဓမ္မာမဗဟိတလို့ခေါ်ပါတယ်အခုအစ္ဆဒတန္တိလို့ခေါ်တယ်ဘယ်ဟာကမှန်ရမလဲလို့သွားမေးစရာတော့မလိုဘူးလေဗဟိတလို့ခေါ်တာလည်းမှန်တယ်အစ္ဆဒတန္တိလို့ခေါ်တာလည်းမှန်တယ်ဘာဖြစ်လို့တော့ရှုထောင့်ခြင်းမှမတူတာရှုထောင့်နဲ့ပြောတာလေဒါရှုထောင့်ဆိုတာကိုကြည့်တဲ့ဘက်ကဘယ်ဘက်ကကြည့်တာလူမြင်လူတောင်မှပဲနောက်ကနေကြည့်ကြောနဲ့နောက်စီမြင်မှာပေါ့မျက်နှာပဲမြင်မှာမတော့နော်ရှေ့ကကြည့်လို့ရှိရင်နောက်စီတို့ကြောတို့ပဲမြင်မှာတော့နှာခေါင်းတို့မျက်လုံးတို့ပဲမြင်မှာပေါ့ရှေ့ပိုင်းပဲမြင်မှာပေါ့သူရှုထောင့်နဲ့သူလေဘယ်ဘက်ကနေပြောလူဆိုတာနှာခေါင်းနဲ့ပါလို့ဆိုနောက်ကနေကြည့်ပြဘယ်ဘက်တော့နှာခေါင်းနဲ့ဆိုရှိလည်းမရှိပါလားလို့သွားညင်မှလားညင်လို့မရဘူးလေကိုအမြင်လေးတစ်ချမ်းနဲ့မငြင်းရဘူးလို့ဆိုလို့တယ်သူရှုတော့နဲ့သူအဲကြောင့်မို့ဒီမှာအစ္ဆဒတန္တိလို့သုံးထားတာကိုသဘောပေါက်ရမှာတော့မြတ်စွာဘုရားတရားတွေအားလုံးဘုသူတဏ္ဍမှာပဲဖြစ်ဖြစ်ကိရိတာငြိမ့်နေဆိုတာကိုယ့်ရင်နဲ့မှာပဲငြိမ့်တာဖြစ်တာလဲကိုယ့်ရင်နဲ့မှာဖြစ်လို့ဒါအစ္ဆဒလို့သူတို့ဆိုလို့တယ်အဲ့ဒါကိုမှတ်သားဖို့လိုအပ်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ဟာဘယ်မှာရှိလဲလို့ပြောရင်ကိုယ်နဲ့ဆက်ဆက်နေကိုယ်တဏ္ဍမှာရှိတယ်လို့ပြောလို့ရတယ်။ဘာရှုတော့ကနေပြောတာတော့ဆိုဩကိလေသာဖြစ်တာလဲကိုယ်တဏ္ဍမှာပဲကိလေသာငြိမ်းတာလဲကိုယ်တဏ္ဍမှာအဲ့ဒီအငြိမ်းကိုငြိမ်းသွားတာကိုယ်နဲ့ဆက်ဆက်နေလို့ကိုယ်တဏ္ဍလို့ပြောတာ။ဒါပြင်နိဗ္ဗာန်ကိုဗဟိတလို့ဘာလို့ပြောတာတော့ခန္ဓာ၅ပါးတည်းမပါလို့ပြောတာ။နော်လူတွေရဲ့တဏ္ဍမှာခန္ဓာ၅ပါးရှိတယ်အဲ့ခန္ဓာ၅ပါးထဲမှာနိဗ္ဗာန်မပါဘူးဒါကြောင့်ဗဟိတလို့ပြောတာဒါအစ္ဆဒဗဟိတနဲ့ပတ်သက်ပြီးသူ့အကြောင်းနဲ့သူရှင်းပါတယ်နော်